အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာကစာတက်ကိုအတန်ဖိုင်ပြောင်းတဲ့အခါမှာအခက်အခဲရှိတဲ့လူတွေအတွက်တက်တက်ရေးစုထားတာပါ free တုံးလို့ရပါတယ်အရင်ကလေကိုရေးချင်ပါတယ်ခင်ဗျာဆိုတော့ဘယ်လိုဖန်တီးလဲဆိုတာကိုဒီဗီဒီယိုမှာကြည့်ကြမယ်ဗျကျွန်တော်တို့ပထမဆုံးစာတက်မရှိသေးဘူးဆိုလို့ရှိရင်စာတက်တစ်ခုရေးလိုက်မယ်ပေါ့နော်ကျွန်တော်က ChatGPT ထဲမှာဒီစာတပိုင်းယူလိုက်မယ်ပေါ့နော်သူ ChatGPT ကိုရေးခိုင်းလိုက်မယ်ဒီဥစ္စာပေါ့ချွေတကုံစီတီတော့အကြောင်းကိုစာကုန်းတပိုင်းစာလုံးရ900ခန်းလောက်ရေးပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီသူရေးပေးလာတဲ့စာကုန်းကိုကျွန်တော်တို့အတန်ဖိုင်ပြောင်းမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာရေးလိုက်တယ်ချွေတကုံစီတီတော့အကြောင်းကိုစာလုံးရချွေတကုံစီတီတော့အကြောင်းကိုစာလုံးရ900ခန်းလောက်စာကုန်းရေးပေးပါပေါ့နော်ဒီစာကုန်းရေးပေးပါဆိုတော့ကျွန်တော်ခိုင်မှာဖြစ်ပါတယ်ခင်ဗျာခဏလေးစောင့်ပေးပါโอเคဆိုတော့ဒီမှာကသူရေးပေးလာတယ်ပေါ့နော်သူရေးပေးလာတယ်ဆိုတော့ကျွန်တော်တို့ဒီရေးပေးလာတဲ့စာကိုကျွန်တော်တို့ copy ယူမယ်ဒီ copy ယူပြီးလို့ရှိရင်အခါတဲ့ package ကြီးနဲ့ထွက်မှာပေါ့နော် copy ယူလိုက်တယ် copy ယူပြီးရင် package ကြီးနဲ့ထွက် Chrome browser ထဲကိုပြန်ဝင်ပါခင်ဗျာChrome browser ထဲကိုဝင်ပြီးလို့ရှိရင် Chrome browser မှာဒီ search bar ပေါ်မှာကျွန်တော်တို့ Love Voice ဆိုပြီးတော့ရိုက်ချရမှာဖြစ်ပါတယ်ခင်ဗျာ LUV-VOIC Love Voice ဆိုပြီးတော့ရိုက်ချလိုက်ပါ Love Voice ဆိုပြီးတော့ရိုက်ချပြီးဒီထည့်ရောက်မလာမှာဖြစ်ပါတယ်ခင်ဗျာဒီ enter your text here ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ copy ယူလာတဲ့စာကို paste ချပါခင်ဗျာဒီနေရာမှာ English United States ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီ Burmese မြန်မာဆိုတဲ့ဥစ္စာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာBurmese မြန်မာဒီမှာနော် Burmese မြန်မာကိုယူလိုက်တယ်။ Okay ယူပြီးရင်လည်းကျွန်တော်တို့ဒီမှာအောက်မှာကတော့တီဟာနဲ့နီလာဆိုတဲ့အတန်မျိုးရမှာဖြစ်ပါတယ်။ဒီကျွန်တော်မှာကစာကုန်းဖြစ်တဲ့အတွက်ကြောင့်မိတ်ကလေးတန်မျိုးယူလိုက်တယ်။မိတ်ကလေးတန်ယူလိုက်တဲ့နီလာကိုပဲကျွန်တော်ရွေးချယ်လိုက်ပါမယ်ခင်ဗျာ။နီလာကိုရွေးချယ်ပြီးတဲ့အချိန်မှာနီလာကိုရွေးချယ်ပြီးတဲ့ဒီနေရာမှာ generate ဆိုတဲ့ဥစ္စာကိုလိုက်ပါခင်ဗျာ။ဒီမှာပြောင်းလဲနေပြီပေါ့နော်။ချင်းကရသာသမီကြောင့်ဒီချောင်းနဲ့ထောင်ချင်းမယ်။ Okay မြို့တွင်တည်ရှိသည်ဤစေရီတော်သည်ဗုဒ္ဓဘာသာဝင်များ၏အလွန်မြင့်မြတ်အတန်ကလည်းအဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ဒီအောက်ကိုမျှဆိုင်ပြနေတဲ့အပြာရောင်မျှလဲဝင်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာတင်ထားနိုင်ပါပြီခင်ဗျာဆိုတော့စာသားကိုအတန်ဖိုင်ဖြစ်ပြောင်းလဲပြီးပါပြီခင်ဗျာဒီကုံစေရီကိုလွန်ခဲ့သောနှစ်ပေါင်း900ကျော်ကတည်ထားခဲ့သည်ဟုယုံကြည်ကြသည်စေရီတော်တွင်မြတ်စွာဘုရား၏စံတော်ရှစ်စုအပါအဝင်အခြားဘုရားသုံးစုတို့၏